မင်္ဂလာပါရွှေကကိုကကျွန်တော်တို့ဒီ MA မြင်းရဲ့ MA မြင်း MA 200ရဲ့အထက်မှာဒါရှိနေသေးလို့ရွှေကဒါ bullish အတက်ဆုံးထဲမှာပဲဒါအတက်ထွန်းထဲမှာပဲရှိနေပါသေးတယ်MA မြင်း90ကိုသူကဖောက်ဆင်းခဲ့ပြီးတဲ့နောက်ဒီ bullish strong bullish ကန်နဲ့ဒါဖောက်ဆင်းခဲ့ပြီးတဲ့နောက်မှာတော့ဒါဒီအကြအားကိုဒါမြင်တွေ့ရတာပါစောင့်ကြည့်ရမယ့်ဇုံတွေကတော့ဒါ4445စုံမှာဒါစောင့်ကြည့်ရပါမယ်အကယ်၍4445ကိုဒါ break ပြီးတော့ဒါ candle break ပြီးတော့ဖောက်ဆင်းခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့down side ဒါ down trend သွားနိုင်ပါတယ်အကယ်၍4445ရဲ့အထက်ကို pullback rejection အနေနဲ့လာမယ်ဆိုရင်တော့ဒီ4445ရဲ့အထက်မှာbuy entry ဒါစောင့်ကြည့်ရပါမယ်ဟုတ်ကဲ့